ဇလန်ကတော့ကလေးတချို့မှာအထူးစွမ်းအားတွေပါလာတတ်တဲ့မော်ကဘာတစ်ခုမှစတင်ထားပါတယ်ဒီမှာတော့ငယ်စဉ်ကတည်းကတခြားကလေးတွေနဲ့မတူပဲကွဲပြားနေတယ်လို့အမြဲခံစားခဲ့ရတဲ့နော်ရီနဲ့စတင်တွေ့ဆုံရပါတယ်နော်ရီအသက်9နှစ်အရွယ်တရက်မှာတော့သူမရဲ့အိမ်ခန်းပတင်းပေါက်ကနေအပြင်ဘက်ကိုငေးကြည့်နေခဲ့ပါတယ်ရုတ်တရက်ဆိုသလိုသူမရဲ့အကြီးကခြံထဲမှာရက်နေတဲ့ကြောင်တကောင်စီရောက်သွားပြီးသူမစီမှာထူးဆန်းတာတွေစတင်ဖြစ်ပေါ်လာခဲ့ပါတယ်။မျက်နှာမှာကြောင်နှုတ်ခမ်းမွေးတွေထွက်လာပြီးအဲ့ဒီကြောင်ပုံစံအတိုင်းဖြည်းဖြည်းချင်းပြောင်းလဲသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့အဖေကအခန်းထဲဝင်လာပြီးနော်ရီရဲ့ကြောကုန်းကနေအတောင်ပံတွေထွက်လာတာကိုပါတွေးလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲနော်ရီရဲ့အတွင်းစိတ်ထဲမှာအလွန်ထူးဆန်းတဲ့မော်စွမ်းရည်မျိုးရှိနေတယ်ဆိုတာရှင်းရှင်းလင်းလင်းသိသာသွားခဲ့ပါတယ်။နောက်တစ်ဖက်မှာတော့6နှစ်အကြာမှာနော်ရီတယောက်ကြီးပြင်းလာခဲ့ပြီးမိကိုထိန်းချုပ်နိုင်တဲ့စွမ်းအားရှိပေမဲ့ကိုယုံကြည်မှုမရှိတဲ့သူမရဲ့အရင်းနှီးဆုံးတငယ်ချင်းရီယာနဲ့အတူနာမည်ကြီးမော်ကျောင်းတစ်ခုဖြစ်တဲ့ Sage Academy ကိုတွားဖို့ပြင်ဆင်နေပါပြီ။တစ်ဖက်မှာလည်းနော်ရီကရီယာကိုမင်းဘာမဆိုလုပ်နိုင်တယ်ဆိုပြီးအမြဲတမ်းအားပေးနေခဲ့ပါတယ်။ဒါပေမဲ့နော်ရီရဲ့ကိုပိုင်မော်စွမ်းအားကလည်းနည်းနည်းတော့ထူးဆန်းနေပါတယ်။သူမတရိတ်ဆန်ဖြစ်အသွင်ပြောင်းတိုင်းမှာတကောင်နဲ့မဖြစ်ပဲတရိတ်ဆန်2ကောင်3ကောင်ကိုမတော်တဆပေါင်းစပ်မိပြီးကိုယ်တိုင်အပြည့်အဝမထိန်ချုပ်နိုင်တဲ့ထူးဆန်းတဲ့မျိုးဆက်တတော်ဝါအဖြစ်ပြောင်းလဲသွားတတ်ပါတယ်။နောက်တစ်ဖက်မှာတော့သတင်းပတ်အနှင်းငယ်အကြာမှာနော်ရီနဲ့ရိန်းနာတို့ဟာ Sage Academy ကိုတွားဖို့အတွက်တခြားကလေးတွေနဲ့အတူဘတ်စကားမှတ်တိုင်ကိုရောက်လာခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲတစ်ပင်တပင်ရဲ့နောက်ွယ်ကနေလှုပ်ဝက်ဆန်းကျဲတဲ့လူတစ်ယောက်ရုတ်တရက်ပေါ်လာပြီးသူတို့ရဲ့မော်ကျောင်းအသစ်စီခေါ်သွားဖို့လာတာဖြစ်ကြောင်းပြောပါတယ်။ကလေးတွေအားလုံးဟာသူတို့ရဲ့မိဘတွေကိုနှုတ်ဆက်ပြီးအဲ့ဒီလူနောက်ကိုလိုက်ကတောအုပ်ထဲဝင်သွားခဲ့ကြပါတယ်ခဏကြာမှာတော့ Sage Academy စီဓာတ်ရိုက်ရောက်တဲ့မော်ဝင်ပေါက်တစ်ခုကိုတွေ့ရှိသွားကြပါတယ်ကလေးတွေအားလုံးတယောက်ပြီးတယောက်မော်ဝင်ပေါက်ထဲခုန်ချပြီးကျောင်းစီရောက်သွားကြပါတယ်ရောက်ချင်မှာပဲသူတို့ရဲ့ဖုန်းတွေအလုံးမလုံးတော့တာကိုသတိထားမိကြပါတယ်အဲ့ဒီအချိန်မှာပဲကျောင်းအုပ်ဆရာမကြီးလင်ဒါရောက်လာပြီးကလေးတွေအားလုံးကိုသူတို့ရဲ့စွမ်းအားတွေပေါ်အခြေခံပြီးအုပ်စု9စုခွဲခြားပေးသွားမယ်လို့ပြောပါတယ်တချို့ကလေးတွေကတရိတ်ဆန်တွေနဲ့စကားပြောနိုင်ပြီးတချို့ကလက်နဲ့ပစ္စည်းတွေကိုဆွဲယူနိုင်ကတချို့ကမီးကိုထိန်းချုပ်နိုင်တယ်လို့တချို့ကပြန်တန်းနိုင်ပြီးတချို့ကတော့မိမိတို့စိတ်ကြိုက်မြည်သည့်တရိတ်ဆန်အဖြစ်မဆိုပြောင်းလဲနိုင်ကြပါတယ်နောက်တစ်ဖက်မှာတော့စာသင်ခန်းတွေမစတင်မီမှာကလေးတွေအားလုံးကိုသူတို့ရဲ့စွမ်းအားလိုက်မှန်ကန်တဲ့အုပ်စုတွေထဲထည့်သွင်းနိုင်ဖို့စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်ပထမဆုံးအနေနဲ့မီးတောက်ထိန်းချုပ်နိုင်သူတွေအတွက်စမ်းသပ်မှုစတင်ခဲ့ပြီးကလေးတွေဟာ2မီတာအကွာမှာထားတဲ့ဖျောင်းနိုင်ကိုမီးညှိရတာဖြစ်ပါတယ်ဖိလစ်ဆိုတဲ့ကောင်လေးတယောက်စမ်းသပ်မှုဖြေဆိုပြီးအောင်မြင်သွားခဲ့ပါတယ်။ဒါပေမဲ့အဲလီယက်ရဲ့အလှည့်ရောက်တဲ့အခါဖျောင်းနိုင်ကိုမီးညှိပေးရမယ့်အစားမီးခိုးတွေသာထွက်အောင်လုပ်နိုင်ခဲ့တာကြောင့်ပါမောက္ခတွေကိုစိတ်ပျက်စေခဲ့ပါတယ်။အဲဒီနောက်ရိနာရဲ့အလှည့်ရောက်လာပြီးသူမကအန်ဩစရာတစ်ခုကိုပြုလုပ်ပြခဲ့ပါတယ်။သူမရဲ့တန်းကြွယ်လက်ချောင်းလေးကိုသုံးပြီးဖျောင်းနိုင်ကိုမီးညှိပြခဲ့ကသူမရဲ့အတွင်းစိတ်ထဲမှာမယုံနိုင်စရာစွမ်းအားတွေရှိနေတယ်ဆိုတာသက်သေပြခဲ့ပါတယ်။အဲဒီနောက်မှာတော့ကလေးတွေအားခွေးတစ်ကောင်နဲ့စကားပြောပြီးသူ့ရဲ့တုံ့ပြန်မှုတွေကိုနားလည်အောင်လုပ်ရတဲ့အမွေးပွားတိရစ္ဆာန်အုပ်စုစမ်းသပ်မှုကိုပြုလုပ်ခဲ့ပါတယ်။ကောင်းကောင်းနားလည်နိုင်တဲ့သူတွေသာအောင်မြင်နိုင်တာဖြစ်ပါတယ်။တရားစံသက်မှုမှာတော့ကလေးတွေဟာသူတို့ရဲ့စွမ်းအားကိုသုံးပြီးပန်းအိုးတစ်လုံးကိုမိမိတို့စီဆွဲယူရတာဖြစ်ပါတယ်။ဒါပေမဲ့ဖက်ပါလို့ခေါ်တဲ့မိန်းကလေးတယောက်စူးစမ်းတဲ့အခါဆွဲယူမဲ့အစားနယံစီတိုက်ရိုက်ထိခိုက်သွားတဲ့အထိတွန်းထုတ်လိုက်မိတာကြောင့်သူမကိုကြာရှုံးသူအဖြစ်သတ်မှတ်လိုက်ပါတယ်။အဲ့ဒီနောက်ကလေးတွေဟာလေထဲမှာစက္ကန့်30ကြာနေပြရတဲ့ပြန်တန်းချင်းစမ်းသပ်မှုရောက်လာပါတယ်။ဒါပေမဲ့အန်ဒရီနဲ့ကြတော့အလွန်ကွဲပြားတဲ့အဖြစ်အပျက်တစ်ခုဖြစ်သွားခဲ့ပါတယ်။သူကသူ့ရဲ့လေးလံနဲ့ကြောပိုးအိတ်ကိုချွတ်လိုက်တာနဲ့မထိန်ချုပ်နိုင်ပဲရုတ်တရက်အပေါ်ကိုပြန်တက်သွားပြီးမျက်နှာကျက်နဲ့ဓာတ်ရိုက်တိုက်မိကအောက်ကိုပြန်မဆင်းနိုင်တော့ပါဘူး။နောက်ဆုံးမှာတော့ပေါမောက်ခတွေကလှေကားကိုသုံးပြီးသူ့ကိုမနေပြန်ချပေးခဲ့ရပါတယ်။နောက်တစ်ဖက်မှာတော့အခုနော်ရီတို့အုပ်စုအလှည့်ရောက်လာပါပြီ။ဒီစမ်းသပ်မှုမှာကလေးတွေဟာကြောင်တကောင်ကိုကြည့်ပြီး6စက္ကန့်ကြာအတိအကျပုံစံတူပြောင်းလဲပြရတာဖြစ်ပါတယ်။ဒါပေမဲ့နော်ရီသူမရဲ့စွမ်းအားကိုအသုံးပြုလိုက်တဲ့အခိုက်အတန့်မှာကြောင်တကောင်နဲ့အဖြစ်ပြောင်းလဲသွားတာမဟုတ်ပါဘူးစက္ကန့်ပိုင်းအတွင်းမှာပဲသူမရဲ့ကြောကုန်းကနေအတောင်ပံတွေထွက်လာခဲ့ပါတယ်ဒါအုံမြင်တော့ပေါမောက်ခတွေအားလုံးထိတ်လန့်သွားကြပါတယ်။ဘာကြောင့်လဲဆိုတော့နော်ရီဟာတစ်ချိန်ထပ်မံပြီးသူမရဲ့မော်စွမ်းအားကိုမထိန်ချုပ်နိုင်ခဲ့လို့ပါပဲ။ဒါဟာတခြားသူတွေနဲ့သူမကိုကွဲပြားစေတဲ့အချက်ပဲဖြစ်ပါတယ်။နောက်တစ်ဖက်မှာတော့စမ်းသပ်မှုတွေပြီးဆုံးသွားတဲ့အခါနော်ရီဟာလည်းတခြားကလေးတွေလိုပဲကပ်ပြားတစ်ခုရရှိခဲ့ပါတယ်။ကလေးတွေအားလုံးကွင်းပြင်မှာစုဝေးပြီးကတ်တွေကိုဖွင့်ကြည့်ကြတဲ့အခါသူတို့ဘယ်အုပ်စုတွေပါဝင်နေဆိုတာနောက်ဆုံးမှသိရှိသွားကြပါတယ်။ရိနာကသူမရဲ့ကတ်ကိုဖွင့်ကြည့်ပြီးမိကိုထိန်းချုပ်နိုင်တဲ့ Flares အုပ်စုတွေပါဝင်သွားတာကိုတွေ့ရတဲ့အတွက်အလွန်ပျော်ရွှင်သွားပါတယ်။ဒါပေမဲ့နော်ရီကတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါတာမန်အုပ်စုနာမည်အစား UDM ဆိုတာပဲပါနေတာကြောင့်အံ့အားသင့်သွားခဲ့ပါတယ်။ဒီအုပ်စုကဘာလို့ဆိုလို့မှန်းနော်ရီလုံးဝမသိပါဘူး။အဲ့ဒီနောက်ကျောင်းအုပ်ကြီးကကလေးတွေအားလုံးကိုစားတောက်ခန်းစီသွားပြီးယူနီဖောင်းတွေယူကြဖို့ပြောပါတယ်။ဒါပေမဲ့နော်ရီကိုတော့ UDM လို့ရေးထားတဲ့လမ်းစီတီးတန့်ခွဲလွှတ်လိုက်ပါတယ်။နောက်တစ်ဖက်မှာတော့နော်ရီကအဲ့ဒီလမ်းအတိုင်းရှောက်သွားရင်းတစ်တော်ထဲမှာနှက်ဆိုင်စွာဝတ်ထားတဲ့တီးခြားဌာနချုပ်တစ်ခုစီရောက်သွားပါတယ်။အဲ့ဒီမှာဘတ်ကသူမကိုကြိုဆိုပြီးမြေအောက်စာသင်ခန်းတစ်ခုထဲခေါ်သွားပါတယ်။နော်ရီအတွင်းထဲဝင်လိုက်တဲ့အခါသူမလိုပဲစမ်းသပ်မှုကြာရှုံးခဲ့တဲ့တခြားကလေးတချို့နဲ့တွေ့ဆုံရပါတယ်။ဒီကလေးတွေကိုမော်ပညာသင်ပေးမှာမဟုတ်ပဲတာမန်ကလေးတွေလိုပဲသင်ကြားပေးမှာဖြစ်ကြောင်းသူမကိုပြောပြပါတယ်။
ဒါကိုကြာတော့ Nori ဒေါသထွက်သွားပါတယ်တခြားသူတွေလိုဘာကြောင့်မော်ပညာမတင်ယူနိုင်ရတာလဲလို့သူမမေးခွန်းထုတ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကျောင်းအုပ်ဆရာမကြီးလင်တာရောက်လာပြီး UDM ဆိုတာ Upside Down Magic ဇောက်ထိုးမော်စွမ်းအားဖြစ်ကြောင်းမော်စွမ်းအားတွေကောင်းကောင်းအလုံးမလုံးပဲအသုံးမဝင်တဲ့ကလေးတွေကိုဆိုလိုကြောင်းအမှန်တရားကိုဖွင့်ဟပြောပြပါတယ်ဒီကလေးတွေဟာသူတို့ရဲ့မော်စွမ်းအားကိုဘယ်တော့မှထိန်းချုပ်နိုင်မှာမဟုတ်တဲ့အတွက်ဒီမှာပဲနေပြီးစွမ်းအားတွေကိုဖြည်းဖြည်းချင်းမေ့ပစ်ကတာမန်ဘဝနဲ့နေထိုင်တာကပိုကောင်းကြောင်းလင်တာကရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်ကျောင်းအုပ်ကြီးလင်တာကအရင်ကဖြစ်ရဟောင်းတစ်ခုကိုပြောပြပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက Reason Robert ဆိုတဲ့ကောင်လေးတစ်ယောက်ဟာအရေးမော်ပညာရဲ့လွှမ်းမိုးမှုကိုခံခဲ့ရဘူးတယ်လို့ဆိုပါတယ်။အဲ့ဒါဟာတခြားသူတွေကိုထိခိုက်စေဖို့အတွက်ပဲသုံးတဲ့အန္တရာယ်ရှိတဲ့အမှောင်မော်ပညာတစ်ခုဖြစ်ပါတယ်။အခြေအနေတွေဟာအလွန်ဆိုးရွားလာခဲ့တာကြောင့်သူ့ကိုအထူးမော်စားအုပ်တအုပ်ထဲချိတ်ပိတ်ဖို့ပါမောက္ခတွေနဲ့ကျောင်းသားတွေပူးပေါင်းခဲ့ကြရပါတယ်။အရေးမော်ပညာဟာသူ့ဘာသာသူဘာမှမလုံနိုင်တာကြောင့်ရှင်သန်ဖို့အတွက်လူခန္ဓာကိုယ်တစ်ခုလိုအပ်ပါတယ်။အရေးမော်ပညာဟာအဓိကအဖြစ် UDM ကလေးတွေကိုပြစ်မှတ်ထားကြောင်းလင်နာကဆက်လက်ရှင်းပြပါတယ်။ဒါကြောင့်မို့သူတို့ရဲ့စွမ်းအားတွေကိုဖြည်းဖြည်းချင်းမေ့သွားစေပြီးအန္တရာယ်မဖြစ်စေဖို့အတွက်သူတို့ကိုတခြားသူတွေနဲ့တီးခြားခွဲထားကမော်ပညာအသုံးပြုခွင့်မပေးတာဖြစ်ပါတယ်။နောက်တစ်ဖက်မှာတော့အဲ့ဒီနေ့ကစပြီးရွေးချယ်ခံရတဲ့ကလေးတွေစာသင်ခန်းတွေစတင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲနောက်သတင်းပတ်အနည်းငယ်အတွင်းကျောင်းမှာ Founders Day ဆိုတဲ့ပွဲကြီးတစ်ခုကျင်းပတော့မယ်ဆိုတာကို Raina သိရှိသွားခဲ့ပါတယ်။ဒီထူးခြားတဲ့အခမ်းအနားမှာကလေး9ယောက်ဟာကျောင်းတစ်ခုလုံးရဲ့ရှေ့မှာသူတို့ရဲ့မော်စွမ်းအားကိုပြသခွင့်ရရှိမှာဖြစ်ပါတယ်။ဒီအတွက်အုပ်စုတစ်ခုချင်းစီကနေအတော်ဆုံးကျောင်းသား2ယောက်စီကိုရွေးချယ်ပြီးသူတို့အချင်းချင်းရှင်ပြိုင်စေမှာဖြစ်ပါတယ်။အနိုင်ရတဲ့သူကစင်ပေါ်မှာဖျော်ဖြေရမှာဖြစ်ပါတယ်။အဲ့ဒီနောက်ပထမဆုံးမီးတောက်ထိန်ချုပ်မှုအတန်းစတင်ခဲ့ပြီးပါမောက္ခအာဂုံကရိနာကိုမော်စွမ်းအားသုံးပြီးပြောင်းမှုစေ့တွေကိုပြောင်းမှုပေါက်ပေါက်ဖြစ်အောင်လုပ်ဖို့တာဝန်ပေးပါတယ်။ရိယာဟာအစပိုင်းမှာနည်းနည်းစိတ်လှုပ်ရှားနေပေမဲ့သူမရဲ့မော်စွမ်းအားကိုမှန်ကန်စွာအသုံးပြုနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဖိလစ်ကသူမကိုစတင်လှောင်ပြောင်ခဲ့တာကြောင့်ရီယာပိုပြီးစိတ်လှုပ်ရှားသွားခဲ့ပါတယ်။အဲ့ဒီလိုထိတ်လန့်တကြားဖြစ်သွားတဲ့အခိုက်အတန့်မှာပဲသူမထိန်းချုပ်မှုဆုံးရှုံးသွားပြီးပြောင်းမှုပေါက်ပေါက်တွေအကုန်လောင်ကျွမ်းသွားခဲ့ပါတယ်။ဒါကိုမြင်တော့ဘာမောက္ခအာဂုံကပြင်းပြင်းထန်ထန်စူပူချိန်မောင်းလိုက်တာကြောင့်ရိနာပိုပြီးစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။နောက်တစ်ဖက်အတန်းပြင်ဘက်မှာတော့ချန်ဒရာဆိုတဲ့မိန်းကလေးတစ်ယောက်ဟာအရာအလုံးကိုစောင့်ကြည့်နေပြီးဒါတွေကိုသဘောကျနေတယ်လို့မျိုးသူမရဲ့မျက်နှာမှာထူးဆန်းတဲ့အပြုံးတစ်ခုပေါ်နေခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့ဘတ်ကသူ့ရဲ့ UDM ကျောင်းသားတွေကိုဥယျာဉ်ထဲခေါ်သွားပြီးသူတို့အတွက်အံ့အားသင့်စရာတစ်ခုရှိတယ်လို့ပြောပါတယ်။ပစ္စည်းထားတဲ့ကားကိုဖွင့်လိုက်တာနဲ့ Nori ဟာတမျက်စီးတွေကိုမြင်ပြီးအရန်စိတ်လှုပ်ရှားသွားခဲ့ပါတယ်။ဒီနေ့ပြန်တန်းပြီးတင်ရတော့မယ်လို့သူမထင်ခဲ့တာပါ။ဒါပေမဲ့တမျက်စီးပေါ်ထိုင်ပြီးပြန်တန်းဖို့ကြိုးစားလိုက်တဲ့အခိုက်အတန့်မှာပဲသူမမြေပြင်ပေါ်ကိုတန်းပြီးပြုတ်ကျသွားခဲ့ပါတယ်။အဲဒီခါကျမှဒါရီဟာမော်ဒန်မျက်စိတွေမဟုတ်ပဲဥယျာဉ်ရှင်းလင်းဖို့အတွက်သာရည်ရွယ်တဲ့တာမန်တန်းမျက်စိတွေဖြစ်ကြောင်းသူမသိလိုက်ရပါတယ်။နောက်တစ်ဖက်မှာတော့ Nori ဟာတက်မျက်စီကိုကင်ပြီးတခြားကလေးတွေစာသင်နေတဲ့နေရာစီရှောက်သွားခဲ့ပါတယ်။အဲ့ဒီမှာကျောင်းသားတွေကိုကျောင်းတစ်မျိုးဖြစ်ဘလို့ပြောင်းလဲရမယ်ဆိုတာပါမောက္ခတယောက်သင်ကြားပေးနေတာကိုသူမတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲလာမယ့် Founders Day မှာကလေးတယောက်ဟာကျောင်းတစ်ခုလုံးရဲ့ရှေ့မှာမော်ပညာပြသခွင့်ရမယ်ဆိုတာကို Nori သိရှိသွားခဲ့ပါတယ်။ဒါကိုကြားတော့ Nori ကအကြံတစ်ခုရသွားပါတယ်။သူမလည်းလေ့ကျင့်ပြီးစွမ်းရည်ပြတာကတခြားသူတွေလိုမော်ပညာသင်ယူခွင့်ရအောင်လုပ်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီနောက် Nori ဟာစာသင်ခန်းသားကိုတိတ်တဆိတ်ကပ်သွားပြီးကျောင်းကိုတေချာစတင်ဆောင်ကြည့်ခဲ့ပါတယ်။အဲ့ဒီကျောင်းလိုအတိအကျဖြစ်လာနိုင်ဖို့သေးငယ်တဲ့အသေးစိတ်အချက်လက်တွေနဲ့လှုပ်ရှားမှုတိုင်းကိုမှတ်သားထားခဲ့ပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုသူမရဲ့စွမ်းအားတွေအပေါ်ထိန်းချုပ်မှုတစ်ဖန်ဆုံးရှုံးသွားပြန်ပါတယ်။ကျောင်းဖြစ်ပြောင်းလဲမဲ့အစားထူးဆန်းတဲ့မျိုးဆက်တော်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဒါကိုမြင်တော့ဘာမောက္ခဘတ်ကိုချက်ချင်းခေါ်ပြီး Nori ကိုထိန်းသိမ်းဖို့ပြောပါတယ်။မဟုတ်ရင်ကျောင်းအုပ်ကြီးတီးသွားပါကကြီးမားတဲ့ပြဿနာတစ်ခုဖြစ်လာနိုင်လို့ပါ။နောက်တစ်ဖက်မှာတော့နေ့လယ်စာစားချိန်အတွင်း Nori ကသူမအနေနဲ့အဲ့ဒီကြောင်အကြောင်းအရာအလုံးကိုတေချာလေ့လာထားပြီးဖြစ်ကြောင်းအခုဆိုရင်သူမရဲ့ခန္ဓာကိုယ်ကိုထိန်းချုပ်နိုင်ဖို့လေ့ကျင့်ဖို့ပဲလိုတော့ကြောင်းတငယ်ချင်းတွေကိုပြောပြပါတယ်။တစ်ချိန်တည်းမှာပဲ Raina ကလည်း Nori ကိုသတိထားမိပြီးသူမစီသွားတွေ့ခဲ့ပါတယ်။ဒါပေမဲ့ကျောင်းစည်းကမ်းအရမတူညီတဲ့အုပ်စုတွေကကလေးတွေအချင်းချင်းအများကြီးဆက်ဆံခွင့်မရှိတာကြောင့်ပါမောက္ခအာဂုံကသူမကိုတားဆီးခဲ့ပါတယ်။နောက်တစ်ချိန်အတန်းထဲမှာတော့ Philip ကသူ့ရဲ့စွမ်းအားကိုကောင်းမွန်စွာအသုံးပြုပြီးပြောင်းမှုစေ့တွေကိုပြောင်းမှုပေါက်ပေါက်အဖြစ်အလွယ်တကူပြောင်းလဲပြခဲ့ပါတယ်။ဒါကိုမြင်တော့ဘာမောက္ခအရန်ပျော်သွားပြီးသူ့ကိုအတန်းရဲ့အတော်ဆုံးကျောင်းသားအဖြစ်ရွေးချယ်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲရီယာဟာစင်းညံတစ်လျှောက်ရှောက်သွားနေတော့ချန်ဒရာကသူမစီရောက်လာပြီးအရန်ချီကျူးစကားပြောခဲ့ပါတယ်။မထွက်သွားခင်မှာရိနာအနေနဲ့သူမရဲ့စွမ်းအားတွေကိုပိုကောင်းအောင်လုပ်ချင်ကူညီပေးနိုင်ကြောင်းပြောခဲ့ပါတယ်။နောက်တစ်ဖက်မှာတော့ရီယာဟာအကောင်းဆုံးဖြစ်ချင်ခဲ့တာအမှန်ပါပဲ။ဒါကြောင့်သူမဟာညဘက်မှာတောင်စာကြည့်တိုက်ထဲမှာစာစတင်လေ့လာခဲ့ပါတယ်။ရုတ်တရက်စင်ပေါ်ကနေအနက်ရောင်စာအုပ်တော့သူ့အလိုလိုပြုတ်ကျလာခဲ့ပါတယ်။ရီယာကောက်ယူလိုက်တဲ့အခါအဲ့ဒါဟာအရေးမော်စာအုပ်တော့ဖြစ်နေတာကိုသိလိုက်ရပါတယ်။စာအုပ်ကိုဖွင့်လိုက်တဲ့အခိုက်အတန့်မှာပဲစာကြည့်တိုက်ထဲကမီးတွေအားလုံးပြတ်သွားပြီးပတ်ဝန်းကျင်တစ်ခုလုံးကြောက်မက်ဖွယ်ကောင်းသွားခဲ့ပါတယ်။ရိနာကသူမအမားလုံးမိသွားပြီဆိုတာချက်ချင်းသဘောပေါက်လိုက်တာကြောင့်စာအုပ်ကိုအမြန်ပြန်ထားပြီးထွက်သွားဖို့ပြင်ဆင်ခဲ့ပါတယ်။ဒါပေမဲ့စာအုပ်ကသူမနောက်ကိုလိုက်နေတယ်ဆိုတာကိုသိလိုက်ရပါတယ်။နောက်တစ်ဖက်မှာတော့ Nori ဟာအဆောင်ထဲမှာတငယ်ချင်းတွေနဲ့အတူကြောင်တကောင်အဖြစ်ပြောင်းလဲဖို့လေ့ကျင့်နေပါတယ်။ဒါပေမဲ့ဘယ်လောက်ပဲကြိုးစားပါစေ3စက္ကန့်အကြာမှာထိန်းချုပ်မှုဆုံးရှုံးသွားပြီး
ထူးဆန်းတဲ့မျိုးဆက်သက်တော်တွေအဖြစ်ဆက်တိုက်ပြောင်းလဲနေခဲ့ပါတယ်နောက်တစ်နေ့မှာတော့ရိနာကပဒင်းပေါက်ကနေတဆင့်နော်ရီကိုသူမရဲ့တငယ်ချင်းအစ်စ်တွေနဲ့အတူမြင်တွေ့ရပြီးနော်ရီကသူမကိုမေ့သွားပြီလို့ထင်ကစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲအဲ့ဒီအရေးမော်စာအုပ်ကသူ့အလိုလိုရုတ်တရက်ပွင့်လာပြီးစာမျက်နှာတွေအလိုလျောက်လှန်သွားခဲ့ပါတယ်ဝတ်ထားတဲ့စွမ်းအားတွေကိုပုံမအားကောင်းလာစေဖို့နီလန်းတစ်ခုရေးသားထားတဲ့အခန်းတစ်ခန်းမှာစာအုပ်ရပ်တန့်သွားပါတယ်ရိနာစတင်ဖတ်ရှုလိုက်တာနဲ့တပြိုင်နက်သူမပတ်ပတ်လည်မှာမီးမောင်တဲ့မီးခိုးငွေ့တွေစတင်ဖြစ်ပေါ်လာပြီးခဏချင်းမှာပဲသူမရဲ့ခန္ဓာကိုယ်ထဲဓာတ်ရိုက်ဝင်ရောက်သွားခဲ့ပါတယ်။နိုင်အနှဲငယ်ကြာပြီးနောက်မှာတော့ចောင်းသားအစ်စ်တွေအားလုံးခမ်းမကြီးတစ်ခုထဲစုဝေးခဲ့ကြပါတယ်။ဒီနေ့မှာတော့အုပ်စုတစ်ခုစီရဲ့အတော်ဆုံးចောင်းသားနှစ်ယောက်ကြားရှင်ပြိုင်မှုတစ်ခုပြုလုပ်တော့မှာဖြစ်ပြီးလူတိုင်းကကြည့်ရှုဖို့ရောက်လာကြပါတယ်။ပထမဆုံးအနေနဲ့ဖိလစ်နဲ့ရိနာတို့မျက်နှာချင်းဆိုင်ရက်တီရတဲ့ Flare အလဲရောက်လာပါတယ်။ဖိလစ်ကသူအလွယ်တကူအနိုင်ရမယ်လို့အပြည့်အဝယုံကြည်နေခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့ရီယာကမယုံနိုင်စရာတစ်ခုကိုပြုလုပ်ပြခဲ့ပါတယ်။အချိန်မကုန်ခင်မှာပဲပြောင်းမှုတွေကိုပြီးပြည့်စုံတဲ့ပြောင်းမှုပေါက်ပေါက်အဖြစ်ပြောင်းလဲပစ်ခဲ့ပါတယ်။ဘာမောက်ခအာဂွန်မီးစမ်းကြည့်တဲ့အခါပြောင်းမှုပေါက်ပေါက်တွေကအလွန်ကောင်းမွန်နေတာကြောင့်အတိုင်းမသိပျော်ရွှင်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ Ria ဟာ Founders Day မှာသူမရဲ့မော်စွမ်းအားကိုပြသဖို့အတွက် Flares အုပ်စုကနေရွေးချယ်ခံခဲ့ရပါတယ်။အဲ့ဒီချိန်မှာပဲ Nori ကလည်းအဲ့ဒီနေရာကိုရောက်လာပြီးသူမရဲ့စွမ်းအားတွေတိုးတက်လာဖို့ရပ်ပေါင်းများစွာလေ့ကျင့်ခဲ့ကြောင်းလူတိုင်းကိုပြောပြခဲ့ပါတယ်။သူမကိုသူမတက်တည်ပြဖို့နောက်ဆုံးအခွင့်အရေးတစ်ခုတောင်းဆိုပြီးလူတိုင်းရဲ့ရှေ့မှာကြောင်တကောင်အဖြစ်ပြောင်းလဲပြခဲ့ပါတယ်။ဘာမောက်ခကသူမအတွက်အချိန်စတင်မှတ်သားပေးပေမဲ့4စက္ကန့်အကြာမှာပဲသူမရဲ့ကြောကုန်းကနေအတောင်ပံတွေရုတ်တရက်ထွက်လာခဲ့ပါတယ်။တပတ် Nori ဟာထိန်းချုပ်မှုဆုံးရှုံးသွားပြီးထူးဆန်းတဲ့မျိုးဆက်သက်တော်တွေအဖြစ်ထက်ခါတလဲလဲပြောင်းလဲသွားခဲ့ပါတယ်။သူမအလွန်ကြောက်လန့်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ Ria ကသူမရဲ့တငယ်ချင်းကိုတည်ငြိမ်အောင်ကူညီဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အရေးမော်စာအုပ်ကိုဖတ်ပြီးနောက်မှာတော့သူမရဲ့စွမ်းအားတွေဟာအရင်ကထက်အများကြီးပိုမိုအန္တရာယ်များလာခဲ့ပါတယ်။ရုတ်တရက်သူမလည်းထိန်းချုပ်မှုဆုံးရှုံးသွားပြီးကြီးမားတဲ့မီးလုံးကြီးတစ်ခုဖြစ်ပေါ်လာက Nori စီဓာတ်ရိုက်ဦးတည်သွားခဲ့ပါတယ်။ Nori တယောက်အသက်ရှင်တော့မှာမဟုတ်ဘူးလို့ထင်ရတဲ့အခြေအနေဖြစ်သွားပါတယ်။ဒါပေမဲ့နောက်ဆုံးခိုက်တက်မှာတော့သူမဟာတာမန်ပုံစံတိုင်းပြန်ဖြစ်သွားခဲ့ပါတယ်။ Ria ကသူမကိုချက်ချင်းတောင်းပန်ခဲ့ပြီး Bud က Nori တည်ငြိမ်သွားအောင်ကူညီပေးခဲ့ပါတယ်။ဒါတွေအားလုံးကိုမြင်တော့ကျောင်းဦးကြီးလင်ဒါအရန်ဒေါသထွက်သွားပါတယ်။သူ့ရဲ့ကျောင်းသားတွေကိုမထိန်ချုပ်နိုင်ရင်အလုပ်ပြုတ်သွားမယ်ဆိုပြီး Bud ကိုတင်းကျပ်တဲ့သတိပေးချက်တစ်ခုပေးခဲ့ပါတယ်။အဲ့ဒီနောက် Nori နဲ့သူမရဲ့တခြားတငယ်ချင်းတွေ UDM ဌာနချုပ်စီပြန်လာခဲ့ကြပါတယ်။လူတိုင်းစိတ်သက်ကြနေကြပါတယ်။ဘာကြောင့်လဲဆိုတော့အခုဆိုရင်သူတို့ရဲ့ဘဝမှာမော်စွမ်းအားကိုဘယ်တော့မှမှန်မှန်ကန်ကန်အသုံးမပြုနိုင်တော့ဘူးလို့ယုံကြည်စားပြုလာကြလို့ပါပဲ။အဲ့ဒီအချိန်မှာပဲ Bud ဟာလည်းတစ်ချိန်ကသူတို့လို UDM ကျောင်းသားတယောက်ဖြစ်ခဲ့ဘူးတယ်ဆိုတာသိရှိလာရပါတယ်။သူဟာဒီကလေးတွေရဲ့နာကျင်မှုကိုနားလည်ပြီးအခုတော့ဆက်ပြီးတီးမခံနိုင်တော့ပါဘူး။ဒါကြောင့်သူကကလေးတွေအားလုံးကိုတောအုပ်ထဲခေါ်သွားပြီးဒီအလုံးမှာသူမပြောကြောင်းပြောပြပါတယ်။သူတို့ရဲ့အိမ်မက်တွေအခုလိုကြေကွဲသွားတာကိုသူမကြည့်နိုင်ပါဘူး။ဒါကြောင့်အခုသူတို့ရဲ့စစ်မှန်တဲ့စွမ်းရည်တွေကိုဘယ်လိုလက်ခံရမလဲဆိုတာသူသင်ပေးတော့မှာဖြစ်ပါတယ်။အဲ့ဒီနောက်ဘက်ကမထင်မှတ်ထားတဲ့အရာတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။သူကသချင်းဆဆိုလိုက်ပြီးသူ့ရဲ့အတန်ကိုကြားရတဲ့အခါတောအုပ်ထဲကတရိတ်ဆန်အများအပြားဟာသူ့ပတ်လည်မှာလာရောက်စုဝေးခဲ့ကြပါတယ်။အဲ့ဒီခါကျမှဘတ်ဟာလည်းအမွေးပွားတရိတ်ဆန်အုပ်စုဝင် UDM တယောက်ဖြစ်ကြောင်းလူတိုင်းသိရှိသွားကြပါတယ်။ဒါပေမဲ့သူကစကားပြောမဲ့အစားတချင်းဆိုခြင်းအပြင်တရိတ်ဆန်တွေနဲ့ဆက်သွယ်တာဖြစ်ပါတယ်။တကယ်တော့သူဟာမိတ်မသွားစေဖို့အတွက်သူ့ရဲ့မော်စွမ်းအားကိုလျှို့ဝှက်စွာလေ့ကျင့်နေခဲ့တာဖြစ်ပါတယ်။ဒါကိုတွေ့ရတော့ကလေးတွေအားလုံးမျှော်လင့်ချက်တွေရရှိလာပြီးသူတို့တယောက်တည်းမဟုတ်ဘူးဆိုတာကိုသဘောပေါက်သွားကြပါတယ်။အခုခါမှာတော့သူတို့ရဲ့ထူးခြားတဲ့စွမ်းအားတွေကိုနားလည်ပြီးမှန်ကန်တဲ့နီလန်းနဲ့အသုံးပြုနိုင်အောင်ကိုယ်တိုင်လေ့ကျင့်ပေးတော့မယ်လို့ဘတ်ကသူတို့ကိုကတိပေးခဲ့ပါတယ်။နောက်တစ်ဖက်မှာတော့ပြန်လာရင် Nori ဟာအဲ့ဒီနေ့အစောပိုင်းကဖြစ်ပျက်ခဲ့တာတွေကိုဆက်တွေးနေခဲ့ပါတယ်။ Raina ရဲ့မော်စွမ်းအားမှာတခုခုတော့ပုံမှန်မဟုတ်ဘူးလို့သူမစတင်ခံစားမိလာပါတယ်။အမှန်တရားကိုရှာဖွေဖို့အတွက်သူမစီသွားတွေးဖို့ဆုံးဖြတ်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲ Ria ခန်းထဲကိုရောက်တဲ့အခါ Chandra ကအဲ့ဒီရိပ်မော်စာအုပ်ကိုကင်ထားပြီးရက်ဆောင်နေတာကိုတွေးလိုက်ရပါတယ်။ဒီနေ့မှာသူမရဲ့စွမ်းအားတွေအလွန်အားကောင်းလာတာဟာဒီစာအုပ်ကြောင့်ဖြစ်တယ်လို့ Chandra ကပြောပါတယ်။ဒါကိုကြားတော့အဲ့ဒီစာအုပ်ကြောင့်ပဲ Nori ရဲ့အသက်အန္တရာယ်ကြုံခဲ့ရတာဖြစ်ကြောင်း Ria သဘောပေါက်သွားပါတယ်။ဒေါသတကြီးနဲ့သူမက Chandra ကိုအခန်းထဲကနေနှင်ထုတ်လိုက်ပါတယ်။ဒါပေမဲ့ Chandra ထွက်သွားတာနဲ့တပြိုင်နက်စာအုပ်ကအခန်းထဲကိုမော်စွမ်းအားနဲ့သူ့အလိုလိုပြန်ရောက်လာခဲ့ပါတယ်။ Raina ဒေါသတကြီးတကားဖွင့်လိုက်တဲ့အခါ Nori ကသူမရဲ့ရှေ့တက်တယ်မှာရက်နေတာကိုတွေးလိုက်ရပါတယ်။သူမကိုမြင်လိုက်ရတဲ့အခိုက်အတန့်မှာပဲ Raina ကသူမကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတယ်။ဒါပေမဲ့စိတ်ထဲမှာတော့ Nori ကအရေးမော်ပညာအကြောင်းအမှန်တရားကိုသိသွားမှာကိုကြောက်နေခဲ့ပါတယ်။ဒီလိုကြောက်ရွံ့မှုကြောင့်ပဲသူမဟာ Nori ကိုသူမရဲ့အခန်းထဲမှာအကြာကြီးနေခွင့်မပေးဘဲပြန်လွှတ်လိုက်ပါတယ်။နောက်တနေ့မနက်မှာတော့ဂတိပေးထားတဲ့အတိုင်းဘတ်ကကလေးတွေကိုလေ့ကျင့်ပေးဖို့စတင်ခဲ့ပါတယ်။ပထမဆုံးအနေနဲ့သူကအန်ဒရေရဲ့ခါမှာပိုက်တစ်ခုချီနှောင်ပေးပြီးတည်ငြိမ်တဲ့အမြင့်တစ်ခုမှာမိမိကိုယ်ကိုထိန်းချုပ်ဖို့ပြောပါတယ်။အန်ဒရေကသူ့ရဲ့အိတ်ကိုချွတ်လိုက်တာနဲ့လေထဲကိုတဖန်ပြန်လဲလွတ်မြော်သွားခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့သူကမိမိကိုယ်ကိုဖြည်းဖြည်းချင်းတည်ငြိမ်အောင်ကြိုးစားခဲ့ပါတယ်။လေ့ကျင့်မှုတွေဆက်လက်လှုပ်ဆောင်လာတာနဲ့အမျှကလေးတွေအားလုံးဟာသူတို့ရဲ့ထူးခြားတဲ့စွမ်းရည်တွေကိုစတင်လက်ခံလာကြပါတယ်။အခုဆိုရင်သူတို့ဟာတခြားသူတွေလိုပြည့်ပြည့်စုံအောင်ကြိုးစားတာကိုရပ်တန့်လိုက်ပြီးကိုယ်ပိုင်အမှတ်အသားတစ်ခုကိုစတင်တည်ဆောက်လာကြပါတယ်။ Elliot ကသူ့ရဲ့လက်ကနေထွက်လာတဲ့မီးခိုးတွေကိုပုံစံအမျိုးမျိုးဖန်တီးလာနိုင်ခဲ့ပါတယ်။
ဖက်ဖာကပစ္စည်းတွေကိုထိန်းချုပ်မှုရှိရှိနဲ့ဘလို့တွန်းထုတ်ရမလဲဆိုတာသင်ယူလာနိုင်ပြီးနော်ရီလည်းစတင်ပြောင်းလဲလာခဲ့ပါတယ်အခုဆိုရင်သူမဟာတရိတ်ဆန်တစ်မျိုးတည်းအဖြစ်ကန့်သက်မထားတော့ပဲတရိတ်ဆန်၃-၄မျိုးကိုပေါင်းဆက်ပြီးမျိုးဆက်ပုံစံသစ်တွေဖန်တီးက၎င်းတို့အပေါ်ထိန်းချုပ်မှုကိုတဖြည်းဖြည်းရရှိလာခဲ့ပါတယ်ဒါအပြင်သူတို့ရဲ့တန်ရောစင်ကလည်းပုံမခိုင်မာလာပြီးသူတို့ရဲ့မော်စွမ်းအားကိုပထမဆုံးအကြိမ်ဖြစ်စတင်ယုံကြည်လာကြပါတယ်နောက်တစ်ဖက်မှာတော့ရီယာဟာဒါတွေအားလုံးကိုအဝေးကနေကြည့်နေတော့မှပဲချန်ဒရာကသူမရဲ့ရှေ့မှာရုတ်တရက်နောက်တစ်ကြိမ်ထပ်ပေါ်လာပြန်ပါတယ်ရီယာကထွက်သွားဖို့ဒေါသတကြီးပြောခဲ့ပါတယ်ဒါပေမဲ့သူမဟာအရေးမော်စာအုပ်ကိုအသုံးပြုခဲ့ပြီးဖြစ်တာကြောင့်အခုဆိုရင်အချိန်နှောင်းသွားခဲ့ပါပြီ။အခုခါမှာချန်ဒရာနဲ့ရီယာကြားမှာအန်ဒီရရှိတဲ့ဆက်သွယ်မှုတစ်ခုဖြစ်ပေါ်လာခဲ့ပါပြီ။အားသင့်စရာအကောင်းဆုံးအပိုင်းကတော့ချန်ဒရာကိုတခြားဘယ်သူမှမမြင်နိုင်ပဲရီယာတယောက်တည်းသာမြင်နိုင်တာဖြစ်ပါတယ်။တခြားကလေးတွေကရီယာကိုဘယ်သူနဲ့စကားပြောနေတာလဲလို့မေးတဲ့အခါချန်ဒရာကိုသူမတယောက်တည်းသာမြင်နိုင်တယ်ဆိုတဲ့အမှန်တရားပေါ်ထွက်လာခဲ့ပါတယ်။ဒါကိုသိလိုက်ရတဲ့အခါရီယာကြောက်လန့်သွားပြီးသူမရဲ့အခန်းစီချက်ချင်းပြေးသွားခဲ့ပါတယ်။ဒါမဲ့ချန်ဒရာကသူမကိုအလွန်မပေးပါဘူး။သူမကရီယာကိုရန်စားစကားပြောပြီးသူမရဲ့စွမ်းအားဟာဒီမှာရှိတဲ့တခြားဘသူထက်မဆိုအများကြီးပုံမတာလွန်ကြောင်းသူမအနေနဲ့ကြောက်ရွံ့မှုတွေကိုစွန့်လွတ်ပြီးစစ်မှန်တဲ့ခွန်အားကိုလက်ခံဖို့ပဲလိုကြောင်းပြောဆိုခဲ့ပါတယ်။ဖြည်းဖြည်းချင်းနဲ့ရီယာဟာသူမရဲ့စကားတွေရဲ့လွှမ်းမိုးမှုကိုခံလာရပြီးသူမရဲ့ကြောက်ရွံ့မှုကိုဖယ်ရှားကအတွင်းထဲကအမှောင်မော်စွမ်းအားကိုလက်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအခိုက်အတန့်မှာပဲနော်ရီအဲ့ဒီကိုရောက်လာပြီးရီယာကိုမကောင်းဆိုးဝါးစွမ်းအားတစ်ခုကဝန်းရံထားတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းခံစားလိုက်ရပါတယ်။အခုတော့အရာအလုံးရှင်းလင်းသွားခဲ့ပါပြီ။အချိန်မောပညာဟာ UDM ကလေးတွေမှာတင်ကန့်သက်မထားပဲမြည်သူကိုမဆိုထိန်းချုပ်သွားနိုင်တာဖြစ်ပါတယ်။ရီယာဟာအခုဆိုရင်အမှောင်စွမ်းအားတွေရဲ့ထိန်းချုပ်မှုအောက်ကိုလုံးလုံးလျားလျားကျရောက်သွားခဲ့ပါပြီ။သူမရဲ့အတန်တောင်ပြောင်းလဲသွားပြီးမကြခင်မှာကျောင်းတစ်ခုလုံးပျက်စီးသွားတော့မယ်လို့ကျောင်းမက်ဖွယ်ကောင်းတဲ့လေတံနဲ့ပြောဆိုခဲ့ပါတယ်။အသက်ရှင်ခြင်းဒီနေရာကနေချက်ချင်းထွက်သွားဖို့နော်ရီကိုတတိပေးခဲ့ပါတယ်။ဒါကိုကြားတော့နော်ရီကြောက်လန့်သွားပြီးဘတ်စီတန်းပြေးကအရာအလုံးကိုပြောပြခဲ့ပါတယ်။နော်ရီနဲ့သူမရဲ့တငယ်ချင်းတွေကကျောင်းအုပ်ကြီးကိုအကြောင်းကြားတင်တယ်လို့ဆုံးဖြတ်ခဲ့ကြပေမဲ့ဘတ်ကသူတို့ကိုတားဆီးခဲ့ပါတယ်။လင်းနာအနေနဲ့ဒါကိုယုံကြည်မှာမဟုတ်တာကြောင့်နောက်တစ်နေ့အထိစောင့်ကြဖို့အားလုံးကိုပြောပါတယ်။ Founders Day မှာမကောင်းဆိုးဝါးအင်အားစုကတိုက်ခိုက်လာလိမ့်မယ်ဆိုတာသူသေချာနေခဲ့ပါတယ်။နောက်တစ်ဖက်မှာတော့နောက်တစ်နေ့မနက်မှာကလေးတွေနဲ့ပါမောက္ခတွေအားလုံးဥယျာဉ်ထဲမှာစုဝေးခဲ့ကြပါတယ်။ကျောင်းဟုတ်ဆရာမကြီးလင်ဒါကရီယာကိုမော်ပညာပြသနိုင်ဖို့စင်ပေါ်ကိုခေါ်လိုက်ပါတယ်။အစပိုင်းမှာရီယာဟာလေထဲမှာမီးနဲ့စာလုံးတွေဖော်ပြပြီးအားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနောက်မှာတော့ပတ်ဝန်းကျင်အခြေအနေကရုတ်တရက်ပြောင်းလဲသွားခဲ့ပါတယ်။သူမရဲ့လက်ထဲမှာကြီးမားတဲ့မီးလုံးကြီးတစ်ခုကိုဖန်တီးလိုက်ပြီး၎င်းရဲ့အရေးဟာဥယျာဉ်တစ်ခုလုံးကိုပြန့်နှံ့သွားခဲ့ပါတယ်။ရုတ်တရက်ဆိုသလိုနှစ်ပေါင်းများစွာကြာပြီးနောက်မှာပြန်လာခဲ့ပြီဆိုတဲ့ကြောက်မက်ဖွယ်ကောင်းတဲ့အတန်တစ်ခုသူမရဲ့အတွင်းထဲကနေပဲ့တင်ထက်ထွက်ပေါ်လာခဲ့ပါတယ်။ဒါကိုကြတော့ဗမောက္ခတွေအားလုံးကဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကလေးတစ်ယောက်ကိုပူးကတ်ခဲ့မှုတဲ့အန်ဒီရရှိတဲ့အရေးမော်ပညာအစစ်အမှန်ဖြစ်ကြောင်းသိရှိသွားကြပါတယ်။အခုဆိုရင်အခြေအနေတွေကအလွန်စိုးရိမ်ရတဲ့အနေအထားဖြစ်လာခဲ့ပါပြီ။ဒီမိစ္ဆာကောင်ကိုတားဆီးဖို့အတွက်ပါမောက္ခအာကွန်နဲ့သူမရဲ့ကျောင်းသားတွေကမီးနဲ့တိုက်ခိုက်ခဲ့ကြပေမဲ့ဘာအကျိုးသက်ရောက်မှုမှမရှိခဲ့ပါဘူး။အဲဒီနောက်တရိတ်ဆန်တွေကိုခေါ်ယူခဲ့ပေမဲ့သူတို့လည်းကြောက်လန့်ပြီးထွက်ပြေးသွားခဲ့ကြပါတယ်။တခြားကလေးတွေကလည်းသူတို့ရဲ့စွမ်းအားတွေကိုသုံးဖို့ကြိုးစားခဲ့ကြပေမဲ့ဘယ်သူမှမတားဆီးနိုင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ UDM ကလေးတွေရှေ့ထွက်လာခဲ့ပါတယ်။ဖက်ဖက်ကသူမရဲ့စွမ်းအားနဲ့မိစ္ဆာကောင်ကိုနောက်ပြန်တွန်းထုတ်လိုက်ပါတယ်။တတဝါကြီးဘာမှမမြင်နိုင်အောင်အဲလီယက်ကမီးကိုတတိုင်းတစ်ခုဖန်တီးပေးခဲ့ပါတယ်။အန်ဒရေကသူ့ရဲ့အာယုံကိုလွှဲဖို့အတွက်လေထဲမှာပြန်တန်းပြခဲ့ပါတယ်။အဲဒီခိုက်တက်မှာပဲနော်ရီဟာကြောက်မက်ဖွယ်ကောင်းတဲ့မျိုးဆက်တတဝါအဖြစ်ပြောင်းလဲပြီးသူ့ရှေ့မှာရပ်တည်လိုက်ပါတယ်။ကျောင်းအုပ်ကြီးကအားလုံးကိုအတူတကွတိုက်ခိုက်ဖို့အမိန့်ပေးခဲ့ပေမဲ့နော်ရီကသူတို့အားလုံးကိုတားဆီးခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီမိစ္ဆာကောင်ရဲ့အတွင်းထဲမှာသူမရဲ့အချစ်ဆုံးတငယ်ချင်းရီယာရှိနေတယ်ဆိုတာသူမသိနေလို့ပါပဲ။အခုတော့နော်ရီဟာသူမရဲ့အသက်ကိုစွန့်စားပြီးတတဝါကြီးကိုတယောက်တည်းရင်ဆိုင်ခဲ့ပါတယ်။တတဝါကြီးကသူမကိုတိုက်ခိုက်တော့မယ့်အချိန်မှာပဲသူ့ရဲ့အတွင်းထဲကနေပြင်းထန်တဲ့ပေါက်ကွဲမှုတစ်ခုရုတ်တရက်ဖြစ်ပေါ်လာပြီးအဲ့ဒီနေရာမှာတင်ပျက်စီးသွားခဲ့ပါတယ်။တကယ်တော့နောက်ဆုံးအခိုက်အတန့်မှာရီယာကသူမရဲ့အတွင်းထဲကမကောင်းဆိုးဝါးအင်အားစုကိုအနိုင်ယူပြီးသူမရဲ့ဝိညာဉ်ကိုလွတ်မြောက်စေခဲ့တာဖြစ်ပါတယ်။ဒါကိုမြင်တော့နော်ရီစိတ်သက်သာရသွားပြီးရိနာကိုပြေးပြီးတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတယ်။နောက်ဆုံးမှာတော့ UDM ကလေးတွေဟာကျောင်းတစ်ခုလုံးကိုအတူတကွကယ်တင်နိုင်ခဲ့ပြီးသူတို့ရဲ့ထူးခြားတဲ့စွမ်းအားတွေဟာလည်းအခြားသူတွေလိုပဲအဖိုးတန်တယ်ဆိုတာကိုသက်သေပြနိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ UDM အစီအစဉ်ကိုရပ်ဆိုင်းလိုက်ပြီးကလေးတွေအားလုံးအတူတကွမော်ပညာကိုသင်ယူကြပါတော့တယ်။ဘာလို့လဲမော်ပညာကိုစမ်းသစ်ပြီးကွဲပြားတဲ့နီလန်းတွေနဲ့သင်ကြားပေးတဲ့တကယ်ပါမောက္ခတယောက်ဖြစ်နောက်ဆုံးမှာခန့်အပ်လိုက်ပါတယ်။ဇလန်ကတော့ဒီနေရာမှာပဲပြီးဆုံးသွားခဲ့ပါပြီ။ကဲဒီရုပ်ရှင်လေးကိုဘယ်လိုမြင်ကြလဲဗျာအောက်ကကွန်မန့်မှာသင်တို့ရဲ့ထင်မြင်ချက်တွေကိုမျှဝေပေးခဲ့ကြပါအောင်ဒီအချင်းချုပ်လေးကိုသဘောကျတယ်ဆိုရင်ဗီဒီယို like လုပ်ဖို့နဲ့အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွေအတွက် channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်